အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့လေလေရှင်လုပ်ချင်တဲ့ဗီဒီယိုလေးကတော့ချင်းပြည်နယ်မှာကားသမားတွေမိချောင်းတွေကိုဘယ်လိုကားမောင်းခဲ့လဲသူတို့ skill ဘယ်လောက်ထိမိုက်လဲသူတို့ဘယ်လောက်ကြောက်တရားမရှိဘူးလဲဆိုတဲ့ဟာကိုတင်ဆက်ပြီးတော့ရှင်းပါတယ်မလုံးကြည့်ရှုကြရအောင်ပါမတမကြောက်စရာကောင်းပါတယ်မိရတာကြီးနေပြီပါတယ်ထားไม่ไหวไปเลยเช่นกลุ่มอ่ะยาแต่วิ่งพอไปถึงมากเลยที่มีอย่างทั่วมั่งหน่อยพันกระดมตัวဒီတရားတော့ပြီးခဲ့တဲ့ဘက်ကဖြစ်စီခံရတဲ့တရားပဲပြပါတယ်ဒါတော့ချန်ပီယံရှိကာသမားများရဲ့ skill ပါAlam kat tak oi. Alam nak kat deh. Oi. စီကြောင်းကဘယ်လောက်တန်မလဲဆိုတာကိုတွေးကြည့်ပါဦးTại tôi xuống đây bây giờ. မတမ်းမှကြောက်စရာကောင်းပါတယ်တကယ်လို့တော့တခုခုဖြစ်ခဲ့မယ်ဆိုရင်သူတို့ရဲ့ဘူဝါတွေကိုစုံသွားမှာဖြစ်ပါတယ်ဒီကားရဲ့တန်ဖိုးကဘယ်လောက်ရှိမလဲပေါ့ဒီကားရဲ့တန်ဖိုးကိုလည်းစုံရမှာဖြစ်ပါတယ်သူတို့တည်ခဲ့တဲ့ပစ္စည်းတွေရဲ့တန်ဖိုးတွေကိုလည်းစုံရမှာဖြစ်ပါတယ်ဘယ်လောက်တော့ဘူဝါနဲ့ရံပြီးပြဆက်ခဲ့လဲပေါ့ဒီကားဆရာတွေမတမ်းမှလေးစားစရာလည်းကောင်းပါတယ်ยาคันฟ้าท้าไม่ไหวไปเลยเช่นกลุ่มอ่ะยาแต่วิ่งพอไปถึงมากเลยที่มีอย่างทั่วมั่งหน่อยพันกระดมตัวအင်းရနေနဲ့ကောင်ဝါတဲ့ကောင်ဘာမှမကြောက်ဘူးတဲ့Alam kat tak oi. Alam nak kat deh. Oi oi. Langsung cinta bunda. Tại tôi xuống đây bây giờ. မတမ်းမှကြောက်စရာကောင်းပါတယ်ခုတော့မိုးရသည်ဆိုတော့မိရီတွေကဒီလိုပဲရှမ်းလေးရှိပါတယ် Alam nak kat deh hian rồi. Ôi ok. Ok.အဆုံးထိကြည့်ဆိုအားပေးကြတဲ့အရောက်စီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel ကို subscribe and like မလုပ်ရသေးရင်လည်း subscribe and like လုပ်ပြီးပါလို့မေတ္တာရပ်ခံရင်းနဲ့ဒီဗီဒီယိုကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်